ဒါကိုကြည့်လိုက်ပါခောက်ဆွဲချထုတ်တွေကိုတကယ်တော့အယိုးပြုတ်ကြီးအစစ်နဲ့ဟင်းဒီဟင်းရွက်တွေတုံးပြီးပြုလုပ်ထားပါတယ်ဒါကတော့ကိုရီးယားစတိုင်ထုတ်လုပ်ပုံအဆင့်ဆင့်ဖြစ်ပါတယ်ပထမဦးဆုံးအယိုးတွေကိုဆက်ထဲကြည့်ပြီးအသားတွေကိုတော့အတုံးသေးသေးလေးတွေထိအောင်လှိဖြတ်ပါတယ်ပြီးရင်တော့အားလုံးကိုပေါက်ဆက်ပြီးအရသာပြေဝတိတ်သေးတဲ့ဟင်းရည်ရလာအောင်နာယီပေါင်းများစွာကြာတည်ရပါတယ်အနေစစ်ပြီးတဲ့နောက်မှာတော့ဟင်းရည်ကိုဟင်းခတ်အမွှေးအကြိုက်မျိုးစုံနဲ့ရော့ဆက်ပြီးနမေကြီးအရသာရှိတဲ့အနှစ်ဆော့စ်ရလာပါတယ်အဲ့ဒီနောက်ဆက်တွေနဲ့အလိုလျောက်အချိုးကျခွေးဝေပြီးအထုပ်သေးလေးတွေအဖြစ်အထုပ်ပိုးပါတယ်နောက်တစ်ဆင့်မှာတော့ယုံမှုကိုဝက်ရိုးသို့မဟုတ်ကြက်ရိုးပြုတ်ရည်နဲ့ဓာတ်ရရော့ဆက်နေပေးရပါတယ်ဒါကခောက်ဆွဲသားကိုတဘာဝအရသာရရှိစေဖို့ပါအဲ့ဒီနောက်မှာတော့စက္ကနီခောက်ဆွဲသားအရှိတွေဆွဲထုတ်ပြီးသတ်မှတ်ထားတဲ့ပမာဏအတိုင်းဖြတ်တော့ပါတယ်ဒါအပြင်ကျက်တော်နီနဲ့မှုလို့ဟင်းပြီးဟင်းရွက်တွေကိုလည်းပါလီပြီးအရေးခံအချောက်ခံ freeze dried ထားပါတယ်ဒါကတော့ဟင်းဒီဟင်းရွက်ထုတ်တဲ့မှတ်ထည့်သွင်းရင်သူတို့ရဲ့အရသာနဲ့အာဟာရအမြတ်ရင်ဓာတ်တွေကိုမပြတ်စီအောင်ထိန်းထားနိုင်ဖို့ဖြစ်ပါတယ်နောက်ဆုံးအဆင့်မှာတော့ပါဝင်တစီအောင်လုံးကိုထုတ်လုပ်ရေးလိုက်အတိုင်းတဲဆောင်သွားပြီးအပိတထုတ်ဖို့မှုပြုလုပ်ပြီးနောက်ဆုံးမှာတော့ဈေးကွက်စီရောက်ဖို့အဆင်သင့်ဖြစ်ပါပြီ